Lakshmi ကန်ဆိုတာရွာကဆင်းရဲတဲ့စက်ပြင်ဆရာလေးတူပါသူ့မှာအသက်ထက်ချရတဲ့ဇနီးဖြစ်သူခါယာထရီရှိပြီးသူမစပိန်စီးရဲ့နာမှာဆိုလို့စပိန်ကုန်းကြီးကိုတောင်ခွမ်းခံပေးထားတဲ့အထိကျင်နာတတ်သူပါဒါပေမဲ့တနေ့မှာခါယာထရီဓမ္မတာလာချိန်မှာညစ်ပတ်လုံးနဲ့အဝတ်စုပ်တွေတုံးနေရတာကိုမြင်ရတာသူ့အတွက်တော့တကယ်ငရဲပါပဲခါယာထရီကိုအဲ့ဒီလိုအခြေအနေမျိုးမှာမထားချင်လို့ပတ်သွားဝယ်ပြီးတော့ဈေးကတလားစာစားစရိတ်ဖြစ်နေတယ်အဲ့ဒီမှာတင်သူကိုယ်တိုင်ပတ်လုပ်ပြီးဆုံးဖြတ်လိုက်တာဒါပေမဲ့ဒါစေတနာကနေဘဝပြတ်ရမယ်အစာဖြစ်လာခဲ့တယ်စမ်းသက်ပေးမဲ့သူမရှိလို့တွေးအိတ်ကိုဘောင်းပီထဲထည့်ပြီးကိုယ်တိုင်ခွေးဆန်းခဲ့ရတယ်လမ်းလျှောက်တိုင်းတွေးတွေလျှံထွက်လာတာကိုမြင်တဲ့ရွာလူကြီးတွေကသူ့ကိုမိတ်စာလို့တတ်မှတ်ပြီးလူပုံအလဲမှာအဝတ်စားတွေချွတ်ခိုင်းပြီးအဆက်ခွဲကြတယ်လူတွေရဲ့ယုံရှာတဲ့အကြည့်တွေထပ်ပုံနာကျင်ရတာကကိုချစ်တဲ့ခါယာထရီကိုယ်တိုင်ကပါသူ့ကိုအဆက်မရှိတဲ့ကောင်ဆိုပြီးစွန့်ပစ်သွားတာပါပဲဘာမှမကြံတော့တဲ့အခြေအနေမှာသူရွာကနေအနှင်ထုတ်ခံလိုက်ရပါတယ်ရွာကနေအနှင်ထုတ်ခံရပြီးနောက် Lakshmi ကန်ဟာလမ်းဘေးကကုန်တင်ကားတစ်စီးပေါ်ခိုးစီးရင်နဲ့မြို့ကြီးတစ်မြို့ကိုရောက်သွားခဲ့ပါတယ်ပိုင်ဆိုင်တာဆိုလို့အရှုံးမပေးခြင်းနဲ့စိတ်တစ်ခုပဲရှိတဲ့သူဟာလူချမ်းသာအိမ်မှာအိမ်ဖို့ဝင်လုပ်ရင်းပတ်ဆက်တွေကတန်းနဲ့ချီတန်းမှန်တီးသွားတဲ့အခါရင်ထဲမှာမီးတောက်သွားခဲ့တယ်သူဟာအမိုက်ပုံတွေကပတ်အဟောင်းတွေကိုခိုးယူပြီးဂွင်းသားတွေကိုအသေးစိတ်လေးလာခဲ့တယ်လို့လမ်းဘေးမှာအိမ်ရင်တန်တိုးတန်စာတွေနဲ့ဆက်ကိုကိုယ်တိုင်တိဆောက်ဖို့ကြိုးစားခဲ့ပါတယ်ဂွင်းကြီးဆက်ကအလုံးမလုံးပိုးတက်တဲ့စနစ်ကလည်းအဆင်မပြေပဲအချင်းချင်းကြာရှုံးခဲ့ရပြီမဲ့သူဇွေးမလျှော်ပဲပြုတ်ပြင်းရင်းနဲ့နောက်ဆုံးမှာတော့လက်လုံးဆက်ငယ်လေးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့ပါရီနဲ့ဆုံတွေ့ခဲ့တာပါသူမကပထမဆုံးပတ်ကိုယူပြီးစမ်းသပ်ပေးခဲ့တယ်သူမပြန်ထွက်လာပြီးဒါဟာတကယ်အလုပ်ဖြစ်တယ်လို့ပြောလိုက်တဲ့စကားတစ်ခုဟာနှစ်ပုံများစွာနာကျင်ခဲ့ရတဲ့ Lakshmi ကန်ရဲ့ရင်လေးကိုအလင်းရောင်တစ်ခုဖြတ်စီသွားသလိုပါပဲဒီလိုနဲ့တနေ့မှာတော့သူ့ရဲ့တီထွင်မှုကိုမြင်သွားတဲ့သူတွေကြောင့်နာမည်ကြီးတီထွင်မှုပြိုင်ပွဲတစ်ခုစီသူရောက်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့ရဲ့စရိတ်နှဲဆက်လေးကပထမဆုံးရသွားတဲ့အခါကုမ္ပဏီကြီးတွေကမူပိုင်ခွင့်ကိုငွေပုံပေးပြီးလာဝဲကြတယ်ဒါဟာချမ်းသာဖို့အလွယ်ဆုံးလမ်းပေမဲ့ Lakshmi ကန်ကပြက်ပြက်သားသားညင်ခဲ့တယ်သူကချမ်းသာချင်တာမဟုတ်ဘူးသူ့လိုဆင်းရဲသားတွေခံစားနေရတဲ့ဒုက္ခကိုပဲအဆုံးသတ်ချင်တာသူဟာစီးပွားရေးသမားလမ်းကိုမရွေးပဲရွာစဉ်ပတ်လည်လဲပြီးအမျိုးသမီးတွေကိုကိုယ်တိုင်သွားတင်ပေးခဲ့တယ်ဒီစေတနာတွေကြောင့်ပဲတစ်ချိန်ကသူ့ကိုမောင်းထုတ်ခဲ့တဲ့လူတွေကသူ့ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုမြင်သွားပြီးဂုဏ်ယူစွာနဲ့ပြန်ကြိုဆိုခဲ့ကြပါတယ်ဇလန်ရဲ့အမြင့်ဆုံးအချိန်ကတော့အင်္ဂလိပ်စာတစ်လုံးမှမတတ်တဲ့ Lakshmi ကန်တယောက်အမေရိကန်က UN စစ်မြင့်ပေါ်မှာအမျိုးသမီးတွေကိုကာကွယ်ပေးနိုင်မှစစ်မှန်တဲ့ယောက်ျားဆိုတဲ့မိန့်ခွန်းနဲ့ကဘာကြီးကိုကင်လုပ်လိုက်တဲ့အချိန်ပါပဲသူဟာလောကကြီးကဘလောက်ပဲရိုက်ချိုးပါစေအရှုံးမပေးပဲပြန်ထားရက်ခဲ့လို့သာအောက်ခြေကနေကဘာသူ့ရေကောင်ဖြစ်သွားခဲ့တာပါ